မင်္ဂလာပါခင်ဗျာ Football Center page ကနေပြန်လည်ကြိုဆိုလိုက်ပါ subscribe မလုပ်ရရင်တော့ subscribe လေးလုပ်သားပေးကြပါခင်ဗျာဒီနေ့မှာတော့ QR Sound အသင်းက Ecuador အသင်းကိုတရေကစားပြီးအားလုံးကိုအံ့အားသင့်စေခဲ့တဲ့ပွဲကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီပွဲမှာအဓိကကျခဲ့တာကတော့ QR Sound ရဲ့ဂိုးသမား Ilan Roman ဖြစ်ပါတယ်သူဟာမိနစ်90အတွင်းဂိုးပေါက်ကန်ချက်15ညင်ထိကာဝယ်ပေးခဲ့ပြီးတော့ကမ္ဘာ့ဖလားသမိုင်းမှာစံချိန်တစ်လည်းတင်နိုင်ခဲ့ပါတယ်Ecuador ကတော့နှစ်ပွဲကစားပြီးတမတ်ပဲရသေးရမို့နောက်တစ်ဆင့်တက်ဖို့အတွက်ဂျာမနီကိုမဖြစ်မနေနိုင်မရတော့မယ့်အခြေအနေဖြစ်သွားပါတယ်တစ်ဖက်မှာလည်း QR Sound က Ivory Coast ဆိုတာအနိုင်ရရင်နောက်တစ်ဆင့်တက်ဖို့အတွက်မျှော်လင့်ချက်ရှိနေပါသေးတယ်2026ခုနှစ်ဇွန်လ21ရက်နေ့မှာကစားခဲ့တဲ့ QR Sound ရဲ့ဝိုင်းဂိုးသမား Ilan Roman က Ecuador ရဲ့ဂိုးပေါက်ကန်ချက်တွေကိုမယုံနိုင်စရာလက်စွမ်းမျိုးနဲ့15ညင်နိုင်ကာကွယ်သွားခဲ့ပြီးတော့အုပ်စု E ရဲ့ပွဲစဉ်မှာ3-3တေးရလက်နဲ့တူ၎င်းတို့နိုင်ငံအတွက်ပထမဆုံးကမ္ဘာ့ဖလားရမှတ်ကိုရှာဖွေပေးနိုင်ခဲ့ပါတယ်အသက်38နှစ်အရွယ်ရှိပြီဖြစ်တဲ့ Ron က1966ခုနှစ်နောက်ပိုင်းကမ္ဘာ့ဖလားပွဲစဉ်တွေမှာမိနစ်90အတွင်းဂိုးပေါက်ကာကွယ်မှုအများဆုံးဂိုးသမားအဖြစ်စံချိန်တင်နိုင်ခဲ့တာပါပထမပွဲမှာဂျာမနီကို9-9နဲ့အပြတ်သက်ရှုံးနေခဲ့ပေမဲ့လည်းကမ္ဘာ့အဆင့်81တာရှိပြီးလူဦးရေ3သိန်းခွဲကျော်ပဲရှိတဲ့ QR Sound ကျွန်းနိုင်ငံလေးအတွက်တော့ Ron ရဲ့လက်ဆွဲကြောင့်နောက်တစ်ဆင့်တက်လှမ်းနိုင်မဲ့မျှော်လင့်ချက်တွေကိုအန်အိုးပွဲဆက်လက်ရှင်သန်ခွင့်ရရှိသွားပါတယ်ခြေစစ်ပွဲတုန်းကကစားပုံတွေကြောင့်ဒီပြိုင်ပွဲမှာအဝေးကြီးထိသွားနိုင်မယ်လို့အများကခန့်မှန်းကြတဲ့ Ecuador အသင်းကတော့ဒီပွဲမှာဂိုးကန်ချက်28ကြိမ်ထိရှိခဲ့ပြီးတော့မျှော်မှန်းကို3.35ထိရှိခဲ့ပေမဲ့လည်းဂိုးဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူးပထမပွဲမှာ Ivory Coast ကို 1-0 နဲ့ရှုံးထားတဲ့ Ecuador ဟာအခုပွဲမှာပါထပ်မံအမှန်ရောခဲ့တာကြောင့်နောက်ဆင့်တက်ဖို့ဆိုရင်အုပ်စုပထမနေရာကဂျာမနီကိုမဖြစ်မနေအနိုင်ကစားရတော့မယ့်အကြက်တဲနဲ့ရင်ဆိုင်လိုက်ရပါပြီEcuador တိုက်စစ်မှု Ana Valencia ဟာဒီပွဲမှာဂိုးကန်သွင်းခြင်း9ကြိမ်ထိရရှိခဲ့ပေမဲ့လည်းဂိုးမရခဲ့ပါဘူးအထူးသဖြင့်ပွဲစားပြီး3မိနစ်မှာတင်ဂိုးသမားနဲ့တယောက်ချင်းအပိုင်ရတဲ့အခွင့်အရေးကို Ron ကအကောင်းဆုံးပုတ်ထုတ်ခဲ့ပါတယ်အဲ့ဒါနောက် Kansas City မျိုးကပွဲကြီးစဉ်တစ်ခုလုံးကအံ့အားသင့်သွားလောက်စေမဲ့လက်စွမ်းမျိုးနဲ့ Gonzalo Plata ရဲ့အနီးကပ်ခေါင်းတစ်ချက်ကိုလည်း Ron ကထပ်မံကာကွယ်သွားခဲ့ပါတယ်ယခင်ကအမေရိကန်ဂိုးသမားတင်ဟောင်းက2014ကမ္ဘာ့ဖလားဘယ်ဂျန်တဲ့ပွဲမှာကာကွယ်မှု15ညပြုလုပ်ခဲ့ပြီးပဲလေအဲ့ဒါကအချိန်ပိုထိကစားခဲ့ရတဲ့ပွဲစဉ်ဖြစ်ပါတယ်။ FIFA ရဲ့မှတ်တမ်းမှာတော့ Homework ကို16ချိန်လို့ပြထားပြီး Opta ရဲ့မှတ်တမ်းမှာတော့15ချိန်လို့ဖော်ပြထားပါတယ်။အခြားမှတ်တမ်းတွေရတော့1988ခုနှစ်ကနယ်သာလန်နဲ့ပွဲမှာပီရူဂိုသမား Ramon Quiroga က14ချိန်ကာကွယ်ခဲ့ပြီး1990ပြည့်နှစ်မော်ရိုကိုနဲ့ပွဲမှာတော့ဘူဂေးရီးယားဂိုသမား Stoyan Yardanov က12ချိန်ထိကာကွယ်ခဲ့မှုတဲ့မှတ်တမ်းတွေလည်းရှိပါတယ်။ပွဲစဉ်အတွင်းအဓိကဖြစ်စေတဲ့အမှတ်တရအကြောင်းအရာများကိုတင်ဆက်သွားမှာဖြစ်ပါတယ်။3မိနစ်မှာတော့ကျူအာဆောင်ကိုသမား Ron က Valencia ရဲ့အပိုင်ကန်ချက်ကိုလက်စွမ်းပြဆွဲထုတ်ကာကွယ်သွားခဲ့ပါတယ်။69မိနစ်မှာတော့ Ron ကနောက်တစ်ကြိမ်ကယ်တင်လိုက်ပါတယ်။ဒေါင်းငံမောကနေ Plata ရဲ့အနီးကပ်ပြင်းထန်တဲ့ခေါင်းတစ်ချက်ကိုပဲ Ron ကအပိတ်ဆို့ကောင်းကောင်းနဲ့ထပ်မံပုတ်ထုတ်ခဲ့တာပါ။89မိနစ်မှာတော့ Ron ရဲ့တမိုင်းဝင်စံချိန်တင်ဖြစ်တဲ့movement ကိုရောက်လာပါတယ်။ area အပြင်ဘက်ကနေ Angulo ကန်လိုက်တဲ့အပြင်းကန်ချက်ကို Ron ကပုတ်ထုတ်နိုင်ခဲ့တာကြောင့်၎င်းရဲ့15ကြိမ်မြောက်ဂိုးကာကွယ်မှုနဲ့အတူကမ္ဘာ့ဖလားသမိုင်းတစ်စံချိန်တစ်ကိုရရှိသွားပါတယ်။မိနစ်90မှာတော့ Ecuador အသင်းကလူစားဝင်လာတဲ့ Palacio ရဲ့ဖက်တင်မောကဂိုးပါတန်းကိုထိမှန်ပြီးတော့ထပ်မံထိထွက်ကားခဲ့ပါတယ်။ဟုတ်ကဲ့ပါတင်ဆက်သွားတာကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like and share နဲ့ subscribe လေးလုပ်သွားပေးနိုင်ပါတယ်ခင်ဗျာ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ I've been running out of love, yeah. I've been running out of love.